နောက်တစ်ပုတ်ကြည့်ပြီးရင်တော့အိတ်တော့မယ်နောက်တစ်ပုတ်ကြည့်ပြီးရင်တော့ထပြီးမှအလုပ်လုပ်တော့မယ်နောက်တစ်ပုတ်နဲ့ဒီစကားတွေကခမားကိုခမားနေ့တိုင်းကိုပြန်ပြောနေတဲ့စကားတွေဖြစ်နေလားအဲ့ဒီနောက်တစ်ပုတ်ကနေစားလိုက်တာနောက်ဆုံးအလုပ်တွေလည်းပြက်ညဘက်အိတ်ရေးတွေလည်းပြက်ရောဗျာကဲဒါဆိုငါ social media မသုံးဘူးဆိုပြီးမှဖုန်းကိုရုပ်တရက်ချလိုက်ပြန်ရင်လည်းစိတ်ထဲမှာဘာလို့ရမှမသိဟာလာဟင်းလင်းနဲ့အချိန်တွေကပိုနေသလိုခံစားလာပြန်ရောအဲ့ဒါဘာလို့လဲသိလားအဲ့ဒါခမရဲ့အပြစ်တော့လုံးဝမဟုတ်ဒါခမရဲ့အုံနောက်တွေကဒိုပါမင်းတွေကကစားနေတာဖြစ်ပါတယ်ဒိုပါမင်းဆိုတာကပျော်ရွှင်မှုဟော်မုန်းလုံးဝမဟုတ်နော်ဒိုပါမင်းဟော်မုန်းကနောက်တစ်ခုဘာလာမလဲဆိုပြီးမှစောင့်မျှော်ခြင်းအောင်လိုချင်တက်မှတ်အောင်လုပ်ပြီးတဲ့ဟော်မုန်းပဲဖြစ်ပါတယ်ဗျာsocial media algorithm တွေကဒီဒိုပါမင်းတွေကိုအဆက်မပြတ်ထွက်နေအောင်တမင်ဖန်တီးထားတာပဲဖြစ်ပါတယ်ဗျာဒါကြောင့်ဖုံးချလိုက်တာနဲ့အုံနောက်ကဒိုပါမင်းငတ်သွားပြီးမှစိတ်ကြီးကဟာတာကြီးဖြစ်သွားတာပေါ့ဒိုပါမင်းဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အာယုံကြောတစ်ခုဖြစ်ပေမဲ့သူ့ရဲ့လွမ်းမိုးမှုကိုမထိန်ချုပ်နိုင်ဘူးဆိုရင်အချိန်ကုန်တာအာယုံဆူဆိုင်မှုရောနေတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်ဗျာဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဒိုပါမင်းဆိုတဲ့အရာကိုထိန်ချုပ်ချင်တယ်ဆိုရင်တော့ social media ကြည့်တဲ့အချိန်မှာအချိန်တစ်ခုသတ်မှတ်ပြီးမှကြည့်ဖို့အတွက်လုံးဝလိုအပ်ပါတယ်ဗျာနောက်တစ်ချက်အနေနဲ့တခြားလှုပ်ရှားမှုတွေလုပ်ပြီးမှလည်းဒီဒိုပါမင်းကိုကျွန်တော်တို့အနေနဲ့ထိန်းချုပ်နိုင်ပါတယ်ဗျာဥပမာအဖြစ်စာဖတ်တာလေ့ကျင့်ခန်းလုပ်တာတငယ်ချင်းတွေနဲ့စကားပြောတာစတဲ့အကျိုးရှိတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ဖို့အတွက်အရင်အရေးကြီးပါတယ်ဗျာဆိုတော့နောက်တစ်ခါကျရင်နောက်တစ်ပုတ်ကြည့်ပြီးမှအိတ်တော့မယ်ဆိုတဲ့စကားကိုနောက်တစ်ခါပြောမိတော့မယ်လို့ထင်ဒိုပါမင်းရဲ့လှည့်စားမှုကိုသတိရပြီးမှကိုယ့်ကိုထိန်းချုပ်နိုင်ပါစေဗျာကျွန်တော်ရဲ့ YouTube channel မှာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့လို့ like and subscribe လေးလုပ်ဖို့လုံးဝမမေ့ကြပါနဲ့ဗျာဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့